E2 နဲ့ Ion AS ကိုအပြင်ပေါက်ဈေးနဲ့ဝယ်မယ်ဆိုရင်ဘယ်ကားပိုတန်လဲနှစ်ခုစလုံးမတန်နောက်တာပါမင်္ဂလာပါဇန်ကားရန်တဲ့ channel ရကြိုဆိုပါရစေကောင်းမှုတစ်ခုနေ့စဉ်ပြုအစီအစဉ်ရကျွန်တော်နောက်ပိုင်းတွေမှာရန်ကုန်မြို့မှာအကောင်းဆုံးရွေးချယ်တဲ့ EV တိုက်စီ3မျိုးအနေအတွက်ဆိုရင်လည်းအကောင်းဆုံးရွေးချယ်တဲ့ EV တိုက်စီ3မျိုးစတဲ့ topic တွေနဲ့ဆွေးနွေးဖို့အစီအစဉ်ရှိပါတယ်စိတ်ဝင်စားတဲ့မိတ်ဆွေများအနေနဲ့ okay ဆိုတာလေးနဲ့ကျွန်တော်ကို support ပေးလို့ရပါတယ် okay ပါခုနဇလန်လေးပြန်စပါမယ်အခုလက်ရှိကျွန်တော်ပြောတာက install ရမယ့်ဈေးတွေပေါ့နော်ကုမ္ပဏီကနေပြီးတော့ထုတ်လာပြီးတော့ဒါပြောရမယ်ဆိုလို့ရှိရင် second owner ဖြစ်မဲ့လူတွေအတွက်ပေါ့နော်ရန်ကုန် license 2စီးပေါ့နော်အခုFacebook တို့ TikTok တို့တော်တော်များများမှာလည်းရောင်းနေတာလူချင်းမင်းတို့တွေ့မဲ့လို့မျှော်လင့်ပါတယ်ပေါ့နော် E2 နဲ့ Ion ES ပေါ့နော်ကျွန်တော်တတိပုဂ္ဂလအမြင်ကလိုတိုချင်းပြောပါဆိုလို့ရှိရင် Ion ES ကပိုတန်ပါတယ်ဒါပေမဲ့သူ့မှာအားနည်းချက်ရှိပါတယ်အားနည်းချက်ဆိုတာထွေထူးထူးတော့မဟုတ်ပါဘူး CCS2 ဖြစ်သွားတယ်အာသွင်ကောင်းတစ်ခုကြောင်းပါပဲကျန်တာအားလုံးက E2 နဲ့ဘာမှနှိုင်းယှဉ်လို့မရပါဘူးတော်တော်များများသိကြမှာပါကျွန်တော်က E2 ကင်ထားတာများတဲ့အတွက်အများနဲ့ E2 ကိုလို့ like ပြောတာတော့မဟုတ်ဘူးဗျာဒီ price to performance ရမှာသူ့ကိုရှင်လို့မရလို့ကျွန်တော်အများနဲ့ပြောခဲ့ပူပါတယ် E2 ဘက်ကပဲရက်တစ်ခဲ့ပူပါတယ်ဒါပေမဲ့အခုလိုအပြင်ဈေးနဲ့နှစ်ခုမတိမ်မယိမ်းပေါ့နော်350လောက်ပဲကွာမဲ့ဟာအရာမျိုးနှိုင်းယှဉ်ပါဆိုလို့ရှိရင်တော့ Ion ES ကအပြတ်သက်အသာကြီးပါဒါကိုတော့ကျွန်တော် E2 ကပိုကောင်းပါတယ်ဆိုပြီးတော့ညင်းနေမဲ့လူစားမှတော့မပါပါဘူးဒါပုံမှန်လင်းလင်းပြောပြတာပါ Ion ES ဘာကောင်းလဲဆိုလို့ရှိရင်အများကြီးကောင်းပါတယ်နောက်ဆုံး Randy ပေးတဲ့စားပိတ်ကအစားကောင်းပါတယ် E2 ကမကောင်းလို့ပြောချင်တာမဟုတ်ဘူးเนาะ E2 ကောင်းတယ်ဒါပေမဲ့သူတို့နှစ်စီးရှင်မယ်ဆိုလို့ရှိရင်ဘာမှမဆိုင်ပါဘူးအပြတ်သက် Ion ES ကနိုင်ပါတယ်ဒါလေးတစ်ခုကိုနိုင်ရှင်ပြချင်တာပါဘာလို့ Ion ES ကနိုင်လဲဆိုလို့ရှိရင်နံပါတ်1 Let's Revive ကိုဖြစ်သွားတယ်ပေါ့နော်နံပါတ်2ခုနကျွန်တော်ပြောတဲ့ပေးတဲ့ Randy လည်းကောင်းတယ်နံပါတ်3 Alpha 6 Sapit တွေပေါ့စသဖြင့်တွေလည်းကောင်းတယ်ပေါ့နော်E2 ကလည်းမကောင်းလားဆိုလို့ရှိရင်ကောင်းပါတယ်ဒါပေမဲ့ကျွန်တော်ပြောတဲ့အဓိက base scanner ကတော့ကျွန်တော်တို့ရန်ကုန် license ကုမ္ပဏီမြေပေါက်မှာကျွန်တော်တို့ဘယ်လိုခေါ်မလဲပေးရတဲ့ဈေးနဲ့တန်တဲ့ဟာမျိုးကတော့ Ion ES ကိုလုံးဝရှင်းလို့မရပါဘူးဒါကကျွန်တော်တတိပုဂ္ဂလအမြင်ရတော့ကျွန်တော်လေ့လာမိသလောက် market research ရကိုပြောတာပါဒါပေမဲ့ resale value မှာတော့ E2 ကအခုချိန်ဒီစွာနေတော့မှာပဲရောင်းလို့ရှိရင်အရောင်းသွတ်တယ်ရန်ကုန်ရောမျိုးရင်းရောမျိုးပြင်ရောအကုန်ကြိုက်ကြတယ်ပေါ့နော်နယ်ရောကြိုက်ကြတယ်မှာရှိပါတယ် Ion ES ကတော့ဘာကောင်းလဲဆိုတော့ luxury grade ဘက်ကိုအရန်သွားတာဖြစ်တဲ့အတွက်ကြောင့်မလို့သူ့ရဲ့ resale market က E2 တက်ဆိုင်တော့နည်းနည်းနေပါတယ်ဒါကျွန်တော်တတိပုဂ္ဂလအမြင်မှာမှားတယ်မှန်တယ်ဆိုတော့လူချင်းမင်းတို့ဝေဖန်ပေးလို့ရပါတယ်အားလုံးပဲကျေးဇူးပါခင်ဗျာ